မောဆုံးနေနဲ့ဘယ်အချိန်မှာကြည့်ရမလဲဆိုတာကိုကျွန်တော်ကနိုင်ငံလိုက်မပြပေးသွားပါမယ်မြန်မာနိုင်ငံကနေပြီးတော့စပါမှာဗျမြန်မာနိုင်ငံကနေပြီးတော့ဂျိုရှူအာဘန်ရဲ့ပွဲကိုထိရှုကျင်တဲ့ညီကိုတွေကတနင်္ဂနွေနေ့မနက်၈ နာရီကနေစပြီးတော့စောင့်ကြည့်ပေးပါဒါဆိုလို့ရှိရင်ဂျိုရှူအာဘန်ရဲ့ပွဲကိုအေးအေးဆေးဆေးနဲ့မိမှာဖြစ်ပါတယ်ဟုတ်ပြီထိုင်းနိုင်ငံလာအိုနိုင်ငံကမ္ဘောဒီးယားနိုင်ငံဗီယက်နမ်နိုင်ငံတို့ကပေးရိတ်သက်တွေကကြာတော့တနင်္ဂနွေနေ့မနက်၈ နာရီခွဲမှာစပြီးတော့ကြည့်ရှုပေးပါဒါဆိုလို့ရှိရင်အေးအေးဆေးဆေးနဲ့ဂျိုရှူအာဘန်ရဲ့ပွဲကိုမိမှာဖြစ်ပါတယ်ဟုတ်ပြီဒါအပြင်ကျွန်တော်စင်ကာပူနိုင်ငံမလေးရှားနိုင်ငံဖိလစ်ပိုင်နိုင်ငံဘရူနိုင်းနိုင်ငံဒီ၄နိုင်ငံကပေးရိတ်သက်တွေကကြာတော့တနင်္ဂနွေနေ့မနက်9 နာရီခွဲမှာစပြီးတော့ကြည့်ရှုပေးပါဒါဆိုရင်ရွာပိုင်းအပွဲကို ACC နဲ့မိမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်အင်ဒိုနီးရှားနိုင်ငံဒီနိုင်ငံကမြန်မာပြည်သက်တွေကကြတော့တနင်္ဂနွေနေ့မနက်10 နာရီခွဲမှာစပြီးတော့ကြည့်ရှုပေးကြပါဗျဒါတွေကတော့ကျွန်တော်အာဆီယံဒေသမှာရောက်ရှိနေတဲ့မြန်မာပြည်သက်တွေနဲ့သူတို့နိုင်ငံအလိုက်ကြည့်ရှုရမယ့်အခြေအနေကိုကျွန်တော်ကကနဦးပြပေးခဲ့တာပါဒါပေမဲ့မြန်မာပြည်သက်တွေကဒီနိုင်ငံတွေမှာပဲရှိတာမဟုတ်လေတခြားနိုင်ငံတွေမှာလည်းအများကြီးရှိတယ်အဲ့ဒီနိုင်ငံလိုက်အခြေအနေကိုထပ်ပြီးတော့ပြပေးပါမယ်ပထမဆုံးအနေနဲ့အိန္ဒိယကကြည့်ရှုခြင်းနဲ့မြန်မာပြည်သက်တွေကတနင်္ဂနွေနေ့မနက်9 နာရီမှာထားပြီးတော့ကြည့်ပေးပါဒါဆိုလို့ရှိရင်ရွှေပိုင်းပွဲကို ACC နဲ့မိမှာဖြစ်တယ်နောက်ထပ်အိုမန် UAEဒီနှစ်နိုင်ငံကပြည်သက်တွေ UAE ထဲမှာဆိုလို့ရှိရင်ဒီဒူဘိုင်းတို့ဘာလို့ဒေသမှာရောက်နေတဲ့မြန်မာပြည်သက်တွေပေါ့နော်ဒီဒေသနဲ့ပြီးလို့ရှိရင်အိုမန်ကပြည်သက်တွေကကြတော့တနင်္ဂနွေနေ့မနက်အစောကြီးမိုးမလင်းသေးတဲ့အချိန်9 နာရီခွဲဒီအချိန်မှာထားပြီးတော့ issue ပေးပါဒါဆိုလို့ရှိရင်ရွှေပိုင်းပွဲကို ACC မိမှာဖြစ်ပါတယ်နောက်ထပ် Saudi Arabia နဲ့ကာတာနိုင်ငံဒီနှစ်နိုင်ငံကပြည်သက်တွေကကြတော့တနင်္ဂနွေနေ့မနက်အစောကြီး4 နာရီခွဲမှာထားပြီးတော့ကြည့်ရှုပေးပါဗျဟုတ်ပြီနောက်ထပ် UK ဆိုတာက United Kingdom အင်္ဂလန်ပါမယ်မြောက်အိုင်ယာလန်ပါမယ် Scotland ပါမယ် Wales ပါမယ်ဒီ4နိုင်ငံကပြည်သက်တွေကကြတော့တနင်္ဂနွေနေ့မနက်အစောကြီးမှအစောကြီး1 နာရီခွဲကျွန်တော်တို့ဘောလုံးပွဲတွေကြီးတဲ့အချိန်အဲ့ဒီအချိန်မှာထားပြီးတော့ကြည့်ရှုပေးကြပါဗျဟုတ်ပြီနောက်ထပ်တရုတ်နိုင်ငံမှာရှိတဲ့မြန်မာပြည်သက်တွေကကြတော့တနင်္ဂနွေနေ့မနက်9 နာရီခွဲမှာစပြီးတော့ကြည့်ရှုပေးပါတောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံကမြန်မာပြည်သက်တွေကကြတော့တနင်္ဂနွေနေ့မနက်10 နာရီခွဲမှာထားပြီးတော့ကြည့်ရှုပေးပါနော်ဟုတ်ကဲ့နောက်ထပ်ဩစတြေးလျနိုင်ငံဒီနိုင်ငံကမြန်မာပြည်သက်တွေကကြတော့တနင်္ဂနွေနေ့လယ်12 နာရီခွဲမှာထားပြီးတော့ကြည့်ရှုပေးပါဗျဟုတ်ပြီနယူးဇီလန်ကမြန်မာပြည်သက်တွေကလည်းအဲ့ဒီလိုပဲတနင်္ဂနွေနေ့လယ်2 နာရီခွဲအချိန်မှာထားပြီးတော့ကြည့်ရှုပေးကြပါဒါတွေကတော့ကဘာရဲကနိုင်ငံတွေဒီနိုင်ငံတွေထဲမှာတော့မြန်မာပြည်သက်တွေအများဆုံးရှိနေတဲ့နိုင်ငံအလိုက်ကြည့်ရှုရမယ့်အခြေအနေကိုကျွန်တော်ကအပြပေးခဲ့တာပါအဲ့တော့ဂျိုရှူအာဘန်ရဲ့ပွဲကိုကျွန်တော်ပြောခဲ့တဲ့အခြေအနေကနေစပြီးတော့ကြည့်မယ်ဆိုရင် ACC နဲ့မိမှာဖြစ်ပါတယ်ဂျိုရှူအာဘန်ရဲ့ပွဲမတိုင်ခင် main cut တွေလောက်ကနေစပြီးတော့မိမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်နေရာမှာကြည့်ရမလဲဘယ်လိုကြည့်ရမလဲအဲ့တော့ number 1အနေနဲ့ဒီပွဲတွေကပိပဘူးနဲ့ရောင်းတယ်အဲ့တော့ UFC မှာကျွန်တော်တို့ကပိပဘူးဝယ်ပြီးတော့ကြည့်မယ်ဆိုရင်ကြည့်လို့ရတယ်လုတ်တဲ့ညီကိုတွေနိုင်ငံခြားမှာရောက်နေတဲ့ပတ်စံတန်းတဲ့ညီကိုတွေကအဲ့ဒီလိုကြည့်လို့ရတယ်ဟုတ်ပြီမြန်မာနိုင်ငံပေးသက်တွေဆိုလို့ရှိရင်လည်းလက်ဖေးဆိုင်မှာလည်းကြည့်လို့ရမယ်ဒါအပြင်ကို Canal Plus ကနေပြီးတော့လည်းကြည့်လို့ရမယ်အဲ့ဒီလိုမှလုံးဝမကြည့်တဲ့ညီကိုတွေကိုကြတော့ကျွန်တော်ရဲ့ Telegram Channel မှာကျွန်တော်က live လွှင့်ပေးသွားပါမယ်အဲ့တော့ဒီຢာကိုလည်းကဘာရဲကမြန်မာပေးသက်ဘယ်သူမှဆိုဝင်ပြီးတော့ကြည့်လို့ရတာပါเนาะအဲ့တော့ပထမဦးဆုံးအနေနဲ့ဘာလို့ရမလဲဆိုတော့ဘာသာတို့က Telegram တော့ down ဝင်လိမ့်မယ်เนาะ Telegram မရှိတဲ့ညီကိုတွေက Telegram မရှိလို့ဘယ်နှမှာကြည့်ရမလဲပါတယ်အကြောင်းမကျမလို့တော့ပထမဦးဆုံးချက်နေ Telegram ရှိကိုရှိရမယ်ဟုတ်ပြီဒုတိယချက်အနေနဲ့ကကြတော့တော့ရဲ့ Marshall မြန်မာ Facebook page ကိုဝင်လိုက်ပါဝင်ပြီးလို့ရှိရင်အဲ့ဒီထဲက message ပို့လို့ရတဲ့နေရာကိုတွားလိုက်ပါတွားပြီးဆိုလို့ရှိရင် Telegram account လိုချင်လို့ပါဆိုပြီးတော့အမှနှိပ်လိုက်ဒါမှမဟုတ်လို့ရှိရင် hi ဆိုပြီးနှိပ်လိုက်ဒါမှမဟုတ်လို့ရှိရင် hello ဆိုပြီးနှိပ်လိုက်တာနဲ့ auto reply ကနေပြီးတော့ကျွန်တော်ရဲ့ Telegram account link ကိုချပေးထားမှာဖြစ်ပါတယ်အဲ့ဒီ link ကိုနှိပ်လိုက်တာနဲ့ကျွန်တော်ရဲ့ Telegram account တွေကိုရောက်သွားလိမ့်မယ်ကျွန်တော်အခုပြောနေတာမှာခက်သေးတယ်ဗျအရင်ကိုလွယ်ကူလွန်းတယ် Messenger ကိုတွားနှိပ်လိုက်တခုခုအဲ့လိုတန်းပို့ပေးလိုက်မယ်အဲ့ဒီအောင်နှိပ်လိုက်အောင်ရောက်ပြီအဲ့လိုရောက်ပြီဆိုလို့ရှိရင် join ထားလိုက်ကိုယ်နိုင်ငံလိုက်ကြည့်ရှုရမယ့်အချိန်ပေါ်မူတည်ပြီးတော့တနင်္ဂနွေနေ့ဆိုလို့ရှိရင်ကျွန်တော် Telegram channel တွေကိုဝင်လာလိုက်ပါကျွန်တော်ကပွဲလာပြီဆိုတာနဲ့ live လွှင့်ပေးတာမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအစီအစဉ်တစ်ဆက်သူအနေနဲ့တိတ်ဆက်ပေးသားမှာဖြစ်ပါ